လူတိုင်းရဲ့ချီးကျူးခံရဖို့မကြိုးစားပါနဲ့လူတစ်ယောက်ဟာလူတိုင်းရဲ့သဘောကျထောက်ခံမှုကိုရဖို့ဆိုတာမဖြစ်နိုင်တဲ့လောက်ပါပဲဥပမာရွေးကောက်ပွဲတစ်ခုမှာဝင်ရောက်ရှင်ပြိုင်သူတဦးဟာမင်းဆန္ဒရှင်တွေရဲ့တခဲနဲ့ထောက်ခံမှုရရှိလို့လွှတ်တော်ကိုယ်စားလှယ်အဖြစ်အရွေးခံရတယ်ဒါပေမဲ့မဲထည့်သူစုစုပေါင်းရဲ့85ရာခိုင်နှုန်းကလည်းသူ့ကိုမဲထည့်တာပါသူ့ကိုသဘောမကျလို့မဲမထည့်သူက25ရာခိုင်နှုန်းရှိပါသေးတယ်လူတစ်ယောက်ဟာလူတွေအတွက်ဘလောက်ပဲကောင်းအောင်လုပ်ပေးပါသူ့ကိုသဘောမကျသူတွေကတော့ရှိနေအောင်ပါရှင်းထုံးစကားတစ်ခွန်းရှိပါတယ်တင်လူတိုင်းကိုစိတ်ကျဉ်အောင်လုပ်ပေးလို့မရပါဘူးတဲ့ဒီစကားကအမှန်ပါပဲမိတ်ဆွေဒီစကားကိုလက်ခံနိုင်ရင်လူတွေရဲ့ကဲ့ရဲ့မှုကိုခံရလို့ရှိရင်မတုံမလုပ်ပဲခံနိုင်ရရှိနေမှာပါမိတ်ဆွေလုံနေတာကိုမိသားစုတငယ်ချင်းလူဖို့ကင်ဘက်တွေအားလုံးကသဘောကျထောက်ခံပါရဲ့လားသိကြတာကတော့အားလုံးကသဘောကျထောက်ခံကြမှာမဟုတ်ပါဘူးသဘောကျသူတွေရှိသလိုသဘောမကျသူတွေလည်းရှိနေမှာပါဘာကြောင့်သဘောမကျတာလဲဆိုတာကိုရှင်းပြပါမယ်လူတိုင်းမှာသူတို့ရဲ့ကိုယ်ပိုင်အတွေးအမြင်အယူအဆတွေရှိထားကြလို့ပါမိတ်ဆွေရဲ့လုပ်ရဟာသူတို့ရဲ့ကိုယ်ပိုင်အမြင်အယူအဆတွေနဲ့ကိုက်ညီရင်သူတို့ဟာမိတ်ဆွေလုပ်တာကိုထောက်ခံကြမယ်သဘောတူကြမယ်ဒါပေမဲ့မိတ်ဆွေလုပ်တာကသူတို့ရဲ့ကိုယ်ပိုင်အမြင်အယူအဆတွေနဲ့မကိုက်ညီဘူးဆိုရင်တော့သူတို့မိတ်ဆွေလုပ်တာကိုထောက်ခံကြမှာမဟုတ်ပါဘူးသဘောတူကြမှာလည်းမဟုတ်ပါဘူးကဲရဲ့ပြစ်တင်စကားတောင်ဆိုကြပါလိမ့်မယ်ဒါကြောင့်လူတိုင်းကိုအမြဲတမ်းကျင့်တဲ့အောင်လုပ်ပေးလို့မရဘူးဆိုတဲ့စကားအမှန်ပါလူတိုင်းကိုအမြဲကျင့်တဲ့အောင်လုပ်ပေးလို့မရဘူးဆိုရင်ဘာမှလုပ်လို့မရတော့ဘူးလားအဲ့ဒီလိုလည်းမဟုတ်ပါဘူးမိတ်ဆွေလုံနေတာကသူတို့ကောင်းကျိုးအတွက်အများကောင်းကျိုးအတွက်နိုင်ငံကောင်းကျိုးအတွက်လုပ်နေတယ်လို့ခိုင်ခိုင်မာမာယုံကြည်ရင်ဆက်လုပ်ပါသူတို့ရဲ့ကဲရဲ့ရှုံချတာတွေကိုကြောက်မနေပါနဲ့ဂရုမစိုက်ပါနဲ့ဘာကြောင့်လဲဆိုတော့မိတ်ဆွေဟာသူတို့အပေါ်အစတရားပိုကောင်းအောင်လုပ်ပေးလေသူတို့ရဲ့သဘောအမြင်မတူခြင်းမကျေနပ်ခြင်းကဲရဲ့ခြင်းတွေကနေလွတ်ကင်းမှာမဟုတ်တော့ပါဘူးသူတို့ရဲ့ကဲရဲ့ရှုံချတာတွေနဲ့ကြုံတွေ့တဲ့အခါဟာကဲရဲ့တာတွေလာပြန်ပြီလားโอเคရပါတယ်ကွာငါဂရုမစိုက်ပါဘူးလို့မိတ်ဆွေကိုပြောပြီးလှုပ်ရှားရှိတာကိုဆက်လုပ်ပါဝေဖန်တိုက်ခိုက်တာတွေနဲ့အမြဲရင်ဆိုင်နေရတဲ့ခေါင်းဆောင်တွေလည်းသူတို့အဲ့ဒီလိုအားပေးပြောတတ်ကြပါတယ်မိတ်ဆွေဒီနေ့ကိုလုပ်ကြည့်ပါတကယ်အလုပ်ဖြစ်တဲ့နေ့ဆိုတာသိလာပါလိမ့်မယ်ကျွန်တော်ဘဝမှာလည်းချီးကျူးခံရတာနဲ့ကဲရဲခံရတာတွေသဘောကျတာနဲ့ကန့်ကွက်တာတွေအများကြီးကြုံတွေ့ခဲ့ရပါတယ်ကျွန်တော်ကိုတစုံတစ်ယောက်ကဟောပြောပွဲတစ်ခုမှာဟောပြောပေးဖို့ငှားခြင်းနဲ့နောက်တစ်ယောက်ကသဘောမတူဘူးတစုံတစ်ယောက်ကကျွန်တော်ကိုဖုန်းဆက်ပြီးကျွန်တော်ဟောပြောတာကောင်းတယ်လို့ပြောတယ်နောက်တစ်ယောက်ကဖုန်းဆက်ပြီးဟောပြောတာတွေကိုမကြိုက်ဘူးလို့ပြောလာတယ်အိမ်မှာကျွန်တော်တခုခုလုပ်လိုက်ရင်သားသမီးတွေကတစ်ယောက်ကကြိုက်တယ်နောက်တစ်ယောက်ကမကြိုက်ဘူးလူတချို့ကကျွန်တော်ကိုအင်မတန်ရီမွန်သူလို့ထင်နေချိန်မှာတချို့ကမာနထောင်လွှားလွန်းသူလို့ပြောကြတယ်ကျွန်တော်အဲ့ဓာတွေကိုအရေးထူနေပါပြီဘာကြောင့်လဲဆိုတော့သဘောကျတာနဲ့သဘောမကျတာချစ်တာနဲ့မုန်းတာချီးကျူးတာနဲ့ကဲရတာတွေဟာဘဝရဲ့ရှောင်လဲလို့မရတဲ့အစိပ်ပိုင်းတွေလို့လက်ခံထားလို့ပါအမှန်တိုင်းဝန်ခံရရင်ကျွန်တော်ကဲရဲခံရတာထက်ချီးကျူးခံရတာကိုသဘောကျပါတယ်အဲ့ဒါကိုလိုချင်ပါတယ်ချီးကျူးခံရရင်ပြောတယ်ကျေနပ်တယ်ဒါပေမဲ့ကဲရဲခံရတာမျိုးနဲ့ကြုံလာရင်လေငါလူတိုင်းကိုအမြဲကျေနပ်အောင်လုပ်ပေးလို့မရဘူးလေဆိုတဲ့အတီးတရားနဲ့စိတ်ဖိလိုက်ပြီးမတုံ့လို့တော့ပါဘူးစိတ်ထဲမှာလည်းဘာမှမခံစားရတော့ပါဘူးနောက်ဆုံးအနေနဲ့ဒါလေးထပ်ပြောလိုက်ပြရစီလူတိုင်းရဲ့ချီးကျူးခံရဖို့မကြိုးစားပါနဲ့အစွမ်းကုန်ကြိုးစားလဲရမှာမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ဖျားတောင်မှကဲရဲခံရခြင်းကနေမလွတ်လို့ပါအားလုံးပဲအဆင်ပြေကြပါစေရှင်